Hello, ဒီစမတော့အားလုံးမင်္ဂလာအခုကျွန်တော်ပြောလဲစာကတော့ဒီ Designing Clinical Research စာအုပ်ရဲ့ Chapter 2 ဖြစ်ပါတယ် Chapter 2 က Conceiving the Research Question and Developing the Study Plan ကျွန်တော်တို့သုတေသနလုပ်လို့ရတဲ့ခေါင်းစဉ်တစ်ခု Research Question တစ်ခုရရှိလာအောင်ဘယ်လိုဆောင်ရွက်မလဲရင်အဲ့ဒီ Research Question ကိုတကယ်သုတေသနလုပ်လို့ရတဲ့ Study Plan ဖြစ်လာဖို့ရအတွက်ဘယ်လိုဆောင်ရွက်မလဲဆိုတာကိုပြောသွားမှာဖြစ်ပါတယ်အခု Chapter 2 မှာရှိပိုင်းမှာ research question တွေဘယ်ကနေပြီးတော့ထွက်ပေါ်လာမလဲ origins ကိုစာပြီးပြောနေတာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးကတော့အရင်ဗီဒီယိုမှာပြောခဲ့တယ်ကျွန်တော်တို့ research question ရဖို့ဆိုရင်ကျွန်တော်တို့စိတ်ဝင်စားတဲ့ခေါင်းစဉ်ကပါလဲဒါကတော့ new investigator တွေအနေနဲ့ပေါ့နော်ကျောင်းသားကျောင်းသူတွေဒါမှမဟုတ်လို့ရှိရင်ဒါသုတေသနတွေလောက်ကင်ဆောင်ရွက်တာမကြသေးတဲ့ new investigator တွေအနေနဲ့ကတော့ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ဘယ်ကပါလဲကိုသုတေသနလုပ်ချင်တာကပါလဲဆိုတာကိုသိဖို့ရအတွက်စာရီများများရှာဖတ်ဖို့လုပ်မယ်အကြမ်းများအဖြစ်တော့ Mastering the Literature မှာပြီးခဲ့သော study တွေကိုများများဖတ်ဘယ်ကနေဖတ်မလဲဆိုရင် library တွေမှာရှိတဲ့ကျမ်းစာအုပ်တွေကိုဖတ်လို့ရတယ်သုတေသနကျမ်းစာအုပ်တွေကိုဖတ်လို့ရတယ်နောက်တစ်ခုကတော့လွယ်လင်းတကူရှာဖွေဖတ်ရှုလို့ရတာကတော့ internet တွေ Google Scholar စာရီကနေပြီးတော့မှ paper တွေရှာဖတ်လို့ရတယ်free ပေးတဲ့ paper တွေရှိကြတယ်ဒါပေမဲ့တချို့ paper တွေကြတော့လည်းဝယ်ခိုင်းတာတွေပေါ့နော်အဲ့ဒါဆိုရင်တော့ငွေကုန်ကြေးကြများတယ်free ဖတ်လို့ရတဲ့ paper တွေကတော့နည်းနည်း update မဖြစ်တော့တဲ့ဟာတွေပေါ့နော်လွန်ခဲ့တဲ့9နှစ်10နှစ်ကဝင်ကျင်ဟာတွေဒါပေမဲ့လည်းလုံးဝမဖတ်တာထက်စာရင်ရှိတဲ့ဟာလေးတွေဖတ်ပြီးတော့ခါကြတော့အဲ့ဒီပြီးခဲ့သော literature တွေမှာတခြားသူတွေလုပ်ထားတဲ့ study တွေမှာဘလို့ output တွေထွက်ထားလဲဘာအားနည်းချက်တွေရှိလဲကိုဆိုလို့ရှိရင်ဘလို့မျိုးသုတေသနကိုလုပ်ဝင်ဆောင်ရမလဲဆိုတော့အကြံဉာဏ်တွေ idea တွေရဖို့ရအတွက်စာများများဖတ် mastering the literatureအဲ့ဒါပဲအဲ့ဒီထဲမှာပို့ပြီးအသေးစိတ်ဖို့ဆိုရင် systematic review လုပ်လို့ရတယ်ဆိုတာကိုပြောထားခဲ့တာဖြစ်ပါတယ်အဲ့တော့အခုပြောမယ်အခု session မှာပြောမယ့်ဟာကကြတော့ being alert to new ideas and techniques တက်နိုင်တယ်များကျမတို့တွေကနေ့တူကလောက်ကင်ဆောင်ရနေတဲ့ဟာတွေနဲ့ပြီးသွားတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကျမရေးဝန်ထမ်းတွေအနေနဲ့ဆိုလို့ရှိရင်ကြတော့ treatment တွေဘာတွေအသစ်တွေပေါ်နေလဲ nursing care plan တွေဘာတွေအသစ်တွေပေါ်နေလဲအခုဆိုလို့ရှိရင် AI ခေတ်ဖြစ်လာပြီartificial intelligence ဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်ဒါအမေရိကလိုအနောက်နိုင်ငံတွေဖွံ့ဖြိုးတိုးတက်ပြီးတဲ့နိုင်ငံတွေဆိုလို့ရှိရင်သူကပြုစုဆောင်ရှောက်မှုအပိုင်းတောင်မှဒါလူတွေကိုတိတ်မသုံးတော့မဲ့အနေအထားဖြစ်လာပြီเนาะခွဲစိတ်တာတွေဆေးပေးတာတွေ treatment တွေပေးတာတွေ investigation တွေဖတ်တာတွေကိုဆရာဝန်တွေအစားဒီ AI တို့အသုံးပြုပြီးတော့ခါကျလူနာရဲ့ chat လက်တွေကိုထည့်လိုက်ပြီးတော့မှဖြစ်လာနိုင်တယ်ဒါ diagnosis တွေကိုထုတ်တာတွေ treatment ပေးတာတွေနောက်အရက်ဝေးမှာရှိနေတဲ့လူနာကိုဒီတခြားနေရာမှာရှိနေတဲ့ဆရာဝန်တွေကနေပြီးတော့မှခွဲစိတ်ပေးတာတွေစက်ရုပ်တွေကိုအသုံးပြီးတော့ပေါ့နော်အဲ့တော့အဲ့ဒါတွေက new ideas and techniques တွေပဲအဲ့ဒီ new ideas and techniques တွေကိုကျွန်တော်တို့အမြဲတမ်း being alert ဆိုတာကသတိထားမိနေရမယ်ရှာဖွေဖတ်ရှုနေရမယ်ကျွန်တော်တို့ရက်နေလို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှကုသတဲ့နည်းလမ်းတွေပြုစုဆောင်ရှောက်တဲ့နည်းလမ်းတွေတိုးတက်ဖွံ့ဖြိုးလာတာနဲ့အမျှတပြိုင်တည်းထဲမှာပဲဘာတွေဖြစ်နေလဲဆိုတော့ယောဂအသက်ဆန်းတွေထိန်းချုပ်လို့မရနိုင်တဲ့အနေအထားတွေကလည်းတပြိုင်တည်းထဲပေါ်နေတာဖြစ်တယ်ဘလောက်ပဲလူတွေလှုပ်ထားတဲ့artificial intelligence နေဒါမှမဟုတ်လို့ရှိရင် treatment တွေကဘလောက်ပဲ update ဖြစ်နေကျွန်တော်တို့ကဒီနေ့အချိန်ခါထိကတော့လွန်ခဲ့တဲ့နှစ်ပိုင်းကပဲ COVID-19 လို့ကပ်ရောဂါတွေကိုလက်မြောက်အရှုံးပေးနေရတော့မယ်တချို့သောကင်ဆာတွေကိုလက်မြောက်အရှုံးပေးနေရတော့မယ်နောက်မွေးရပါယောဂါတွေကိုလက်မြောက်အရှုံးပေးနေရတော့မယ်ကျမရဲ့ဝန်ထမ်းတွေအနေနဲ့မြည်သည့်treatment မှာမရလို့မိတို့သော treatment နဲ့မှာကယ်ဆယ်ကုသလို့မရလို့အသက်ဆုံးပါသွားတယ်ဒါလူငယ်ပိုင်းတွေကလေးတွေလူလက်ပိုင်းတွေဒါတွေအများကြီးပဲရှိတယ်နောက်တစ်ဖြည်းဖြည်းနဲ့ဒါကျမရေးစနစ်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်တက်ကြီးရွယ်ပုဂ္ဂိုလ်တွေများလာတယ်သူတို့တွေကို care ပေးနိုင်အောင်ပို့ရအတွက်ကလည်း challenging issue တခုဖြစ်နေတော့ဝင်เนาะအဲ့ဒီအမျိုးမျိုးသောပြဿနာတွေကိုဖြေရှင်းနိုင်မှုဆိုလို့ရှိရင်ကျမတို့ကမနေ့ကပေါ်ခဲ့တဲ့ပြဿနာကိုမနေ့ကတွေ့ရှိခဲ့တဲ့ solution နဲ့ပဲဖြေရှင်းလို့မရတော့ဘူးအဲ့တော့ new ideas and techniques တွေကိုအမြဲတမ်း alert ဖြစ်နေရမယ်အဲ့လို alert ဖြစ်ခြင်းအပြင်လဲဒါက treatment အပိုင်းပေါ့နော်အဲ့လို alert ဖြစ်ခြင်းအပြင်လဲကျွန်တော်တို့တွေဘယ်လိုမျိုးတွေကိုသုတေသနလုပ်တဲ့နယ်ဆိုတာထွက်ပေါ်လာမှာဖြစ်တယ်တွေးရှိလာမှာဖြစ်တယ်
အဲ့တော့ဒီမှာ new ideas and techniques တွေဘယ်ကနေရနိုင်မလဲစပွဲတစ်လုံးမှာပဲဂုတ်တုတ်ထိုင်နေလို့ကတော့မရဘူး library ထဲမှာပဲလွန်ခဲ့တဲ့အနှစ်20လောက်ကထုတ်ထားတဲ့စာအုပ်တွေကိုဖတ်နေုံနဲ့ရလဲမရဘူးเนาะ internet ပေါ်ကနေပြီးတော့ပဲ surf လုပ်နေုံနဲ့ရလဲမရဘူးပေါ့เนาะအခုကဒီကိုယ်နိုင်ငံအနေနဲ့ဆိုလို့ရှိရင်နိုင်ငံရေးအခြေအနေကြောင့်မလို့သွားဖို့လာဖို့ရအတွက်အန်ဒီမကင်းတဲ့အခါမှာဒါလူချင်းတွေ့ဆုံဖို့ရအတွက်ခင်းရင်းနေဆိုပေမဲ့လို့တကယ်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေသူတေသနာကိုတွန်းအားပေးတဲ့နိုင်ငံတွေမှာကြတော့လူချင်းတွေ့ဆုံပြီးတော့ပြောဆိုဆွေးနွေးဖို့ရအတွက် conference တွေနှီးနှောဖလှယ်ပွဲတွေဆွေးနွေးပွဲတွေလုပ်တဲ့ဆက်ဆံမတို့လည်းကြားဖို့မှာပါဒီမှာတက်ပူးတဲ့ဆက်ဆံမတွေလည်းရှိမယ်ကိုယ်တိုင် presentation လုပ်ခဲ့တဲ့သူတွေလည်းရှိမယ်တဖြည်းဖြည်းနဲ့ academic ဘိုင်းနဲ့နီးစပ်လာတယ်ဆိုရင်တော့ဒါတွေကအကျွမ်းတဝင်ဖြစ်လာမှာဖြစ်တယ်ဒါ junior တွေအနေနဲ့ဆိုရင်ဘွဲရတာမကြသေးတဲ့ junior တွေအနေနဲ့လုပ်ငန်းခွင်နဲ့ရောက်တာမကြသေးတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အခြေခံအားဖြင့်ကျမတို့တွေ CNE program တွေရှိတယ် continuing nursing education program တွေအဲ့တော့ CNE တွေတက်ပြီးတော့လဲကျမတို့တွေဆွေးနွေးဖလှယ်သလိုမျိုးပဲ patient မှာကြုံတွေ့နေရတဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲဝက်ထဲမှာကြုံတွေ့နေရတဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲဆွေးနွေးဖြေရှာသလိုမျိုးပဲဒါ conference နေဆိုတာကလည်းနိုင်ငံတစ်ခုရဲ့မြို့တစ်မြို့မှာကျင်းပလို့ရှိရင်နိုင်ငံပေါင်းစုံကနေပြီးတော့မှပညာရှင်တွေကျောင်းသားတွေလာပြီးတော့ presentation တွေလုပ်ကြတယ်ပညာရှင်တွေကသူတို့ရဲ့တွေ့ရှိမှုကို presentation လုပ်တယ်ကျောင်းသားတွေကနားထောင်ကြတယ်တခြားသောအဆင့်တူပညာရှင်တွေချင်းချင်းနားထောင်ကြတယ်ဘာကြောင့်ဒီလိုဖြစ်တာလဲဆွေးနွေးမေးမြန်းကြတယ်ဒါတွေက conference တွေပေါ့နော်အဲ့ဒီ conference တွေကိုလည်းတက်ပါဝင်နားထောင်ပါဆွေးနွေးပါပြောဆိုဆွေးနွေးပါနောက် conference တွေတွားပြီးလို့ရှင်ဘယ်နိုင်ငံတော့ရောက်ခဲ့ပြီဟေးဆိုပြီးတော့တက်ပုံရိုက်ပြီးပြန်လာတာမျိုးမဟုတ်ဘဲနဲ့အဲ့ဒီ conference တွေမှာဘာအကြောင်းအရာတွေကိုတင်ပြထားသလဲဘလို့အကြောင်းအရာတွေကိုသူတို့တွေဖြည့်ရှင်းနေကြသလဲသူတို့အတွက် challenging ဖြစ်တဲ့ဟာတွေကဘာတွေလဲသူတို့ရဲ့အသက်တွေ့ရှိမှုဟာတွေကဘာတွေလဲဆိုတာကိုစစ်စက်မပြတ်စူးစမ်းလေ့လာရမှာဖြစ်တယ်သူတို့ပြောတဲ့presentation session ဆိုလို့ရှိရင်တော့ဒါ presenter တူပညာရှင်တူကပြောတဲ့ဟာကိုပညာရှင်မှမဟုတ်ပါဘူး conference နေမှာကျောင်းသားတွေလည်း conference တက်ပြီးတော့ကြတော့သူတို့ရဲ့ paper ကိုဖတ်ရတယ်เนาะဒါကတချို့တက္ကသိုလ်တွေမှာဆိုလို့ရှိရင်ဘွဲရဖို့ရအတွက်က master ဘွဲရဖို့ PhD ရဖို့ရအတွက်ဆိုလို့ရှိရင်စာတမ်းပြုစုရုံနဲ့မပြီးဘူးကျန်းတဲ့ဆောင်ရေးရုံနဲ့မပြီးဘူးအဲ့ဒီကျန်းကိုoutput ထွက်လာပြီဆိုလို့ရှိရင်ဒါ publish လည်းလုပ်ရတယ်တကဘာလုံးဝမည်သူမဆိုဖတ်လို့ရအောင် publish လည်းလုပ်လို့ရပြီးရင် output ကိုကလည်း conference နေမှာသွားပြီးတော့ဆွေးနွေးရမယ်ဒါမှသာလျှင်သူ့ရဲ့သင်ကြားသင်ယူမှုလုပ်ငန်းပြည့်စုံတယ်ဆိုပြီးတော့ဘွဲရဖို့ရအတွက်criteria တစ်ခုအနေနဲ့ပြည့်မီတာဖြစ်တယ်အဲဒါကြောင့် conference နေမှာကပညာရှင်တွေနဲ့ professor တွေပမောက္ခတွေနဲ့မဟုတ်ဘဲနဲ့ကျောင်းသားတွေလည်း master ကျောင်းသားတွေအဓိကတော့ master ကျောင်းသားတွေ PhD ကျောင်းသားတွေတက်ရောက်ပြီးတော့ဆွေးနွေးနားထောင်ကြတယ်အဲ့ဒီမှာဝင်ပြီးတော့ပါဝင်ဆောင်ရွက်ရမယ်ပေါ့နော်ကျမတို့ခေတ်ကောင်းနေလဲဆိုလို့ရှိရင်တော့2019 2020ဝန်းကျင်လောက်ထိအားကိုပဲတက္ကသိုလ်တွေဘက်မှာဆိုလို့ရှိရင်အနည်းဆက်ဆုံးစင်ကာပူအင်ဒိုနီးရှားမလေးရှားကိုရီးယားဒါတွေကိုဒီ4-5ရက်ခရီးပေါ့နော်တချို့scholarship ရတဲ့sponsor ရတဲ့သူပေါ့တချို့conference နေကြတော့ကိုယ်နိုင်ငံအနေနဲ့ကအဲ့လိုတွေသွားဖို့ရခရီးစိတ်တွေကလည်းကုန်တယ်လေနော်ခရီးစိတ်ကုန်တာတွေရှိမယ်နေထိုင်စိတ်ကုန်တာတွေဟိုတယ်ကားတွေကုန်တာတွေရှိမယ်ဒါတွေကအခက်အခဲဖြစ်တော့ခါကျကိုယ်ပစံနဲ့ကိုသွားဖို့ကအင်မတန်ခက်ရင်းနေဒါပေမဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာကြတော့သူကဒီကျောင်းသားကကိုပဲသူတို့ရဲ့လောအားကနဲ့ပစံရှာပြီးလို့ရှင်ဒီ conference တွေကိုသူတို့ပစံနဲ့သူတို့သွားတက်ကြတာမျိုးရှိတယ်ကိုနိုင်သူတို့နိုင်ငံအတွင်းမှာကိုပဲကိုရီးယားဆိုရင်လည်းကိုရီးယားဆိုးမြို့မှာပူဆန်မြို့မှာ conference တွေလုပ်တယ်တခြားနိုင်ငံလူတွေလည်းလာတက်ကြတယ်ဥရောပတို့အမေရိကလူတွေလည်းလာတက်ကြတယ်ဆိုရင်ဆိုးကကျောင်းသားတွေပူဆန်ကျောင်းသားတွေတခြားကိုရီးယားမှာရှိတဲ့တခြားနေရာကျောင်းသားတွေကအဲ့ဒီ conference ကျင်းပတဲ့စီကိုသွားပြီးတော့ခါကြတော့ကိုစိတ်နဲ့ကိုသွားတက်ကြတာမျိုးပေါ့နော်အဲ့ဒီကနေပြီးတော့မှ knowledge အသစ်တွေရအောင် research idea တွေရအောင်သူတို့နားထောင်ကြတယ်ဆွေးနွေးကြတယ်ဒါကိုနိုင်ငံအနေနဲ့ကြတော့ကုန်ကြစိတ်များတာကတကြောင်အခုကြတော့အခုနောက်ပိုင်းကြတော့ passport တွေပါတယ်တောင်မှလုံနိုင်ဖို့ရတောင်မှခရင်နေဆိုတော့ခါကြတော့ဒါကအခက်အခဲတွေကတော့ပို့ပြီးတော့များလာတဲ့အနေအထားမှာတော့ရှိပါတယ်ရှင်အဲ့တော့ conference တွေကိုတက်ခိုင်းနေဆိုတာက conference မှာဆိုလို့ရှိရင်ဒါတခြားသူတွေ present လုပ်တဲ့ဟာတွေကိုနားထောင်လို့ရတယ်နော်formal presentation ပေါ့နော်ဒါကတယောက်က presentation လုပ်လို့ရှိရင်နားထောင်တယ်အဲ့ဒါက formal presentation မှာquestion and answer မေးတဲ့အချိန်ရောက်ပြီဆိုလို့ရှိရင်ကိုသိချင်တာကိုလက်ထောင်ပြီးတော့မေးလို့ရတယ်ဆွေးနွေးလို့ရတယ်ပေါ့နော်သတ်မှတ်ထားတဲ့အချိန်အတွင်းဒါ conference နေမှာ presentation လုပ်တယ်ဆိုတာကလည်းလုပ်ချင်တယ်လို့လုပ်လို့မရဘူးအချိန်တိကျဖို့လိုတယ်
အချိန်မီရောက်ဖို့လိုတယ်ကိုယ်နိုင်ငံကဖြစ်နေကြအတိုင်းနောက်ကြတာတို့ပြောချင်သလောက်အကြာကြီးပြောနေတာတို့မရအောင်เนาะ study တစ်ခုကိုမိနစ်30အချိန်ပေးထားတယ်ဆိုလို့ရှိရင်15မိနစ်က presentation အတွက်ကျန်တဲ့15မိနစ်က question and discussion အတွက်ပေါ့เนาะအဲ့တော့15မိနစ်ပြည့်ကန်နေပြီဆိုလို့ရှိရင်ဒါအဲ့ဒီ session ရဲ့ chair ကနေပြီးတော့မှခေါင်းလုံးလေးတီးလိုက်ပြီး15မိနစ်ပြည့်တော့မယ်ကိုယ့်ရဲ့ presentation ကိုအဆုံးသတ်ပါဆိုတကယ်လို့15မိနစ်ပြည့်သွားပြီဆိုလို့ရှိရင် okay ကိုယ့်ရဲ့ presentation လည်းပြီးသွားပြီဆိုရင် question and answer session လာပြီဆိုရင်တက်ရောက်နေထောင်တဲ့ audience တွေကသူတို့သိချင်တာလေးတွေမေးတယ်အဲ့တော့အဲ့လိုမေးလို့ question တွေကအများများနေတယ်အများများနေတယ်15မိနစ်နဲ့မလောက်ဘူးဆိုလို့ရှိရင်လည်းဒါ session chair ကနေပြီးတော့မှဖြတ်ချလိုက်တာပေါ့နော်ခေါင်းလုံးတီးပြီးတော့ကဲနောက်တစ်ယောက်ရဲ့အချိန်ကိုရောက်ပြီဖြစ်တဲ့အတွက်ဒီပထမတူရဲ့ session ကိုဒီလောက်နဲ့ပဲနေကုန်းချုပ်ပါမယ်ဆက်စမလို့ဆက်ပြီးဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်ကိုယ့်ဘာသာကို informal conversation လေးတွေလုပ်လို့ရတယ် conference တွေမှာလေနော်အဲ့ဒီခေါင်းစဉ်တစ်ခုကို COVID-19 နဲ့ပတ်သက်ပြီးတော့လုပ်ထားတာဒီဆရာမရဲ့ဒီကိုရီးယားကဆရာမတယောက်ရဲ့ study ကိုစိတ်ဝင်စားလို့ကိုယ်နိုင်ငံနဲ့လည်းနီးစပ်လို့ COVID-19 ဖြစ်ခဲ့ပြီးတဲ့လူနာတွေမှာဆိုလို့ရှိရင်နောက်ထပ်6လတစ်နှစ်ကြာတဲ့ထီအောင် complication တွေဘာတွေခံစားရတယ်ဆိုတာကိုကိုရီးယားလူမျိုးတွေရဲ့ကြားမှာသူတေသနာလုပ်ထားတဲ့ဟုတ်ပြီကိုမြန်မာနိုင်ငံအခြေအနေနဲ့ဘယ်လိုရှိလဲဆိုတာကိုကိုတိုင်းကလည်းဒီ COVID-19 နဲ့ပတ်သက်ပြီးတော့ကိုယ်နိုင်ငံရဲ့အခြေအနေကိုသူတေသနာလုပ်နေတယ်ဆိုလို့ရှိရင်သူ့ရဲ့ output နဲ့ကိုယ့်ရဲ့ output ကိုနှိုင်းယှဉ်ကြည့်ချင်တာမျိုးပေါ့နော်အဲ့ဒါဆိုရင် presentation ဆိုတာကကြတော့အချိန်15မိနစ်ပဲဖြစ်တဲ့အတွက် study တစ်ခုလုံးရဲ့အချက်လက်တွေအကုန်လုံးကို presenter ကလည်းမပြောလိုက်နိုင်ဘူးလေနော် just introduction လေးနဲ့အဓိကကြားတဲ့အချက်လောက်ပဲဒါပေါ်လွင်အောင်ပြောတော့တာမျိုးရှိမယ်အဲ့ဒီမှာကိုထပ်ပြီးတော့သိချင်တာတွေရှိတယ်ဆိုလို့ရှိရင်သူတို့နဲ့ informal conversation လုပ်လို့ရတယ်ဟာလာ conference ပြီးသွားပြီနေ့လည်ထမင်းစားနားတဲ့အချိန်ဆိုလို့ရှိရင်ဒါအဲ့ဆရာမနာသွားပြီးတော့ခါကြတော့ဒါထမင်းစားနားတယ်ဆိုရင်လည်းသူတို့ကထမင်းဘူးလေးတွေကင်ပြီးတော့အစဉ်ပြေတဲ့နေရာမှာစားကြတောက်ကြတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီ study လေးနဲ့ပတ်သက်ပြီးတော့ထပ်မေးချင်လို့ပါကိုလည်းမိတ်ဆက်ကိုလုပ်နေတာကလည်းဒီကောင်းစဉ်နဲ့ခက်စင်စင်တူပါတယ်ဆိုပြီးတော့ဒီလို informal conversation လေးတွေလုပ်ခြင်းအပြင်เนาะ break time မှာ lunch time မှာပဲဖြစ်ဖြစ်တခါနောက်တစ်ခုအရေးကြီးတာကကြတော့ conference နေမှာ presentation နဲ့မဟုတ်ဘဲနဲ့ poster ပြသတာတွေပါတယ်နော် presentation လုပ်တာကတော့ PowerPoint presentation လုပ်တာပေါ့နော် poster ကကြတော့ဒီကျမတို့3ပေ5ပေ size လောက်ပေါ့နော်အကျယ်3ပေဒေါင်လိုက်ကအထက်အောက်က5ပေ size လောက်နဲ့ကိုယ့်ရဲ့ study တွေကိုရေးသားတင်ပြထားပြီးတော့အဲ့ poster တွေကိုနေရာနေမှာကတ်ထားတာပေါ့နော်အဲ့ဒီ poster presentation တော့ပို့ပြီးတော့ informal ဖြစ်တယ်ဒါ poster ရှေ့မှာဒီ study ကိုပြုလုပ်ခဲ့တဲ့သူကနေပြီးတော့ရက်နေပြီးတော့ခါကြတော့ဒီ poster နဲ့ပတ်သက်ပြီးတော့ဖတ်ချင်တဲ့သူတွေလာဖတ်လို့ရှိရင်ဒါသိချင်တာလေးတွေမေးလာလို့ရှိရင်ဒါ investigator ကိုယ်တိုင်က poster ရှိမှရက်နေပြီးတော့ဒါလေးကတော့ဘယ်လိုဖြစ်ပါတယ်ဟိုကတော့ဘယ်လိုဖြစ်ပါတယ်အဲ့လိုမျိုးလေးတွေရှင်းပြလို့ရတယ်ပေါ့နော်ဆက်ဆံမတို့ကိုယ်တိုင်လည်းသူတေသနာလုပ်ထားတယ်ဆိုရင် poster presentation လည်းလုပ်လို့ရတယ် PowerPoint presentation လည်းလုပ်လို့ရတယ်အဲ့တော့ poster presentation မှာဆိုရင် informal စကားပြောလို့ရတယ်ဟာလာ तू ကတခြားပညာရှင်တွေနဲ့စကားသူများနဲ့စကားပြောနေတဲ့အချိန်တော့ကိုကဖြတ်ပြီးပြောတာပါညာတော့ဒါက root ဖြစ်တဲ့ရိုင်းနဲ့အပြုမှုပေါ့နော်အဲ့တော့သူများတွေနဲ့ပြောဆိုနေတော့ဆိုလို့ရှင်တော့ကိုကဝင်ပြီးတော့နားထောင်ခဏတစ်ဖြုတ်ရက်သွားတဲ့အချိန်ကြာလို့ရှင်ကိုသိချင်တာလေးတွေမေးအဲ့ဒီမှာပို့ပြီးတော့အချိန်တွေကောင်းတယ်ဆိုလို့ရှိရင်ဒါလိပ်စာလေးတွေနိုင်ငံခြားလူတွေကတော့များသောအားဖြင့်လိပ်စာကတ်တွေကင်ကြတယ်ဆိုတော့လိပ်စာကတ်လေးတွေလဲလုပ်ပြီးတော့ခါကြတော့ဒါရေရှည်မှလည်းပညာချင်းဖလှယ်လို့ရတယ်ကိုယ့်ရဲ့ professional တငယ်ချင်းတယောက်ရသွားတာပေါ့နော်အဲ့လိုမျိုးရေရှည်ဆက်ဆံလို့အထိပါရတယ်ပေါ့အဲ့ဒါကကျမတို့တွေ poster presentation တွေမှာ coffee break တွေ lunch break တွေမှာဒါတွေဒီလိုအခွင့်အရေးမျိုးတွေရနိုင်တယ်ပေါ့အဲ့လိုအခွင့်အရေးတွေကနေပြီးတော့မှဒါဓာတ်ပုံရိုက်ဖို့တက်မဟုတ်ဘူးကိုရီးယားရောက်လို့ရှိရင်လာလဲမယ်နော်လိုက်ဖို့ပါအောင်ပါညာအဲ့လိုမျိုး professional မဆန်တဲ့ဟာတွေပုံကိုယ်ရေးကိစ္စတွေမေးမြန်းဖို့မဟုတ်ဘူးပေါ့နော်ဒါကပညာရပိုင်းဆိုင်ရာတည်တံ့အတွက်ပဲဒီ conference တို့ presentation တို့ပါပေါ့နော်အဲ့တော့ဖြစ်နိုင်တယ်ဆိုလို့ရှိရင်တကယ်လို့များကိုစိတ်ဝင်စားတဲ့ခေါင်းစဉ်ရှိမယ်ကိုစိတ်ဝင်စားတဲ့speaker ရှိမယ်ဆိုရင်အဲ့ဒီသူရဲ့အကြောင်းကိုကြိုတင်ပြီးတော့ဖတ်ထားမယ်သူထုတ်ဝေထားတဲ့ publication တွေဘာတွေရှိတယ်ဆိုတော့ကြိုဖတ်ထားပြီးတော့လဲသူစီကနေပြီးတော့ကိုကပညာယူလို့ရတယ်သူအကြောင်းကိုပိုသိတယ်ဆိုလို့ရှိရင်ဆွေးနွေးတဲ့နေရာမှာလဲပို့ပြီးတော့လိုက်ရောညီတွေဖြစ်စွာဆွေးနွေးနိုင်မယ်ပေါ့နော်အဲ့တော့ကိုယ်နိုင်ငံအနေနဲ့ကဒါသိပြီးတော့သိတာထင်ရှားတယ်ပညာရှင်တွေအများကြီးမရှိတာတခြားသောနိုင်ငံတွေဆိုလို့ရှိရင်ဥမာအနည်းဆုံးထိုင်းတို့မလေးရှားတို့ပေါ့နော်အခုအရှေ့တောင်အာရှတွေကဆိုရင်ထိုင်းတို့မလေးရှားတို့မှာကဒီ area တစ်ခုနဲ့ပတ်သက်ပြီးတော့
research interest area တခုနဲ့ပတ်သက်ပြီးတော့ကအသေးစိတ်နှစ်ရှည်လာများတောက်လျှောက်လေ့လာနေလို့နာမည်ကြီးတဲ့ပညာရှင်တွေအများကြီးရှိတယ်အဲ့ဒီပညာရှင်တွေအကြောင်းကိုဟိုနာမည်လေးသိရင်ကိုပဲ Google မှာရှာလိုက်ရင်ပဲဖြစ်ဖြစ်အဲ့ဒီလူတွေရဲ့ profile တွေကပေါ်လာတာပေါ့နော်နောက် research gate ဆိုတဲ့ website တခုမှလည်းရှာလို့ရတယ် research gate ဆိုတာကတော့ကျွန်တော်တို့ social media တွေလိုမျိုးပေါ့နော်Facebook လိုမျိုး Twitter လိုမျိုး post တွေတင်လို့ရတယ် share လို့ရတယ်ဒါပေမဲ့သူကတခြားသော social ကိစ္စတွေစီးပွားရေးကိစ္စတွေလူမှုရေးကိစ္စတွေမဟုတ်ဘူးပညာရေးပိုင်းဆိုင်ရာကိစ္စတွေသူတေသနအသစ်တွေလုပ်ထားပြီးဆိုလို့ရှိရင်အဲ့ဒီသူတေသနအသစ်တွေရဲ့ output ကို share လို့ရတယ်လက်ရှိသူတေသနကဘာတွေလုပ်နေလဲဆိုတာကို share လို့ရတယ်အဲ့ဒါ research gate ပေါ့နော်သူတေသန gate ပေါက်ပေါ့ GAT gate အဲ့ဒါဆက်စပ်မကိုယ်တိုင်လည်းအဲ့ဒီ research gate မှာ website မှာဝင်ပြီးတော့ခါကြကိုယ်တိုင် member တူဖြစ်အောင်အကောင့်ဖွင့်လို့ရတယ်နော်အဲ့တော့အဲ့ဒီနာမည်ကြီးပုဂ္ဂိုလ်တွေပညာရှင်တွေရဲ့ပညာရှင်တွေရဲ့အချက်လက်တွေရတယ်ဆိုလို့ရှိရင်ဝင်ကြည့်တယ်ဆိုလို့ရှိရင်သူကpublication အနည်းဆုံးအဆောင်20-30ရှိမယ်သူကဘာ study တွေကို design မလုပ်လာတယ်သူရဲ့တွေးရှိချက်တွေကဘာတွေရှိတယ်ဆိုတာကြိုပြီးသိထားတယ်ဆိုရင်အဲ့ဒီလူနဲ့အပြစ်မှာတွေ့တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ပြောဆိုဆွေးနွေးဖို့ပိုကောင်းတယ်ပေါ့နော်ဒါကကျွန်တော်တို့တွေ research idea တွေရဖို့ဆိုရင်စာတွေဖတ်ရုံနဲ့လည်းမပြီးဘူးစာဖတ်တာကြတော့ကိုယ်စပွဲရနဲ့ကိုမထားပဲကိုကွန်ပျူတာရှင်းရနဲ့ကိုမထားပဲနဲ့ကိုတယောက်တည်းထိုင်ဖတ်နေတာပေါ့နော်လူတွေနဲ့လည်းတွေ့ဖို့လိုတယ် conference တွေသွားပြီးလို့ရှိရင်လူတွေနဲ့လည်းတွေ့ဖို့လိုတယ်တွေ့ဆုံဆွေးနွေးဖို့လိုတယ်ကိုကလေးလာသိဦးနေတော့ဆိုလို့ရှိရင်ပြောဆိုမေးမြန်းမှုလိုတယ်ပေါ့ဟုတ်ပြီနောက်တစ်ခုကဒီ research question တွေထွက်လာဖို့ရအတွက်ဆိုလို့ရှိရင်ဒီဝေဖန်ဆန်းစစ်ပြီးတော့သိချင်တဲ့စိတ် skeptical attitude ကလည်းအရေးကြီးတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်တဘာဝတရားရဘလို့ပဲဖြစ်နေနေကိုပြပတ်ဝင်ခြင်းကဘလို့ပဲဖြစ်နေနေအစိတ်မဝင်စားဘူးဆိုလို့ရှိရင်လည်းမိသည့် research question မှာထွက်လာမှာမဟုတ်ဘူးကျွန်တော်တို့တွေကပညာရှင်သမားတွေပြီးဆက်စုတတ်တဲ့စိတ်ဝေဖန်ဆန်းစစ်တဲ့စိတ်ရှိရမယ်ပေါ့နော်အဲ့တော့ဥပမာအဖြစ်နဲ့ဒီမှာသူက example လေးနဲ့ပြောထားတယ်It was widely believed that ရေဘူးရအဖြစ်ယုံကြည်ကြပါတယ်တဲ့ lustration နဲ့เนาะ lustration ဆရာမတို့လည်းသိပြီးသားပါ lustration တွေတဲ့ through the dermis အဲ့တော့ရေပြားကနေပြီးတော့ကွဲထွက်တဲ့ဟာတွေပေါ့เนาะစုပ်ပြဲတဲ့ဟာတွေအဲ့ဒါတွေကစုချလို့တယ်အဲ့တော့စုချလို့တယ်အဲ့တော့ကွဲပြဲတာတွေမှန်သမျှချုပ်ဖို့လိုမယ်ပေါ့ဒါမှသာလျှင် healing ကောင်းမယ်ပေါ့ရေဘူးရအဖြစ်ကျမတို့လက်ခံထားတာပေါ့เนาะ healing ကောင်းမယ်နောက်တစ်ခုက satisfactory cosmetic outcomeအဲ့တော့အမရောကြီးကြီးမားမားလိုက်မကြံတော့ဘူးဟာလာတခုခုကိုမျက်နှာကိုတကိုင်းနဲ့ချစ်မိလို့ပဲဖြစ်ဖြစ်တော့မဟုတ်လို့ရှိရင်မြန်မာနိုင်ငံမှာအဖြစ်များတာတော့ accident တွေပေါ့နော်ဆိုင်ကယ် accident တွေကြောင့်မလို့ဒါလမ်းပေါ်မှာပြစ်လဲတာပဲဖြစ်ဖြစ်မျက်နှာတွေစုပ်ပြတ်သွားတယ်ဆိုလို့ရှိရင်ဒါချုပ်ကြမလားချုပ်မှပဲhealing မြန်ကောင်းပါလေဒါမှသာသူဘာလဲနှာခေါင်းကျိုးတာတွေပါတယ်မေးရိုးကွဲသွားတာတွေပါတယ်ဒါချုပ်မှပဲမြန်အနာကျက်မယ်ပေါ့နော်အဲ့ဒါအပြင်လူတွေကရေဘူးရအဖြစ်တော့လက်ခံထားတယ်ဒါအမြဲတမ်းဒီဟာကမှန်နေသလားဒါဘုရားဘာသာလို့ရဆိုလို့ရှိရင်ဖះတော်မှာပဲသူပြောတိုင်းမယုံနဲ့လို့ဟောထားပြီးသားဖြစ်တယ်အဲ့တော့ပညာရှင်တွေဆိုတာကလည်းအခြေအနေအကြောင်းအမျိုးမျိုးအကြောင်းအခုချိန်ထိမှန်ကန်တဲ့ universal truth တွေကိုဖော်ထုတ်ထားတဲ့ပညာရှင်တွေလည်းရှိသလိုအခြေအနေအကြောင်းသူတို့ထုတ်ထားတဲ့ theory တွေကကွဲပြားတာတွေမှန်ကန်တော့တာတွေလည်းရှိမယ်နော်အရင်တော့ကဘာကြီးပြခဲ့တယ်လို့လက်ခံထားကြတာပဲဒါပေမဲ့အဲ့ဒီအဆိုမယုံဆန့်ကျင်ပြီးတော့မှလေးလာဆန်းစစ်ဝေဖန်တဲ့အခါမှာတက်သေးတာကလည်းချပြတဲ့အခါမှာကဘာကြီးလုံးနေဆိုတာထွက်လာတာမျိုးဖြစ်တယ်เนาะအဲ့ဒီလိုမျိုးပဲကျွန်တော်တို့တွေကအများကလက်ခံထားပြီးသားဖြစ်တယ်ဆိုပြီးတော့ပဲအဲ့ဒါကိုငြိမ်ပြီးတော့ကိုယ်နဲ့လည်းလက်ခံလိုက်လို့မရဘူးတဲ့အဲ့လိုလက်မခံလို့ပဲဒီမှာ Chen et al အဲ့တော့ဒီ investigator တွေကဘာလုပ်ခဲ့လဲဆိုတော့ series of evidence သူတို့သူတေသနာတွေလုပ်ခဲ့တယ်ဘာလဲဆိုတော့ဒီအနာတွေနဲ့ပတ်သက်ပြီးတော့ randomized control trial လုပ်ခဲ့တယ်เนาะ RCT လုပ်ခဲ့တယ် RCT ဆိုတာကဒီ research method တစ်ခုပေါ့เนาะ randomized လုပ်တယ်ဆိုတာက randomized control trial လို့ပြောပြီးဆိုရင်တော့ intervention ပါလာပြီပေါ့เนาะ intervention ယူတဲ့အဖွဲ့ကတစ်ဖွဲ့ intervention မယူတဲ့အဖွဲ့ကတစ်ဖွဲ့အဲ့ဒီနှစ်ခုရဲ့ကြားထဲမှာ randomizedဒီ bias မပါဘဲနဲ့လူအုပ်စုကိုခွဲလိုက်တယ်အဲ့တော့ control ကအဖွဲ့ implementation ကအဖွဲ့အဲ့တော့သူတို့ကဘာကို study လုပ်ခဲ့တယ်လဲဆိုတော့ဒီ lustration ကကွဲပြဲတဲ့ဟာတွေက2 cm ထက်နည်းတယ်ဆိုလို့ရှိရင်2 cm ထက်နည်းတဲ့အကွဲအပြဲတွေကိုပေါ့နော်တ
တစ်ဖွဲ့ကကြတော့ antibiotic dressing လေးပဲပေးတယ်48နာရီကြာအောင် tap water နဲ့ဆေးပြီးတော့ခါကျ antibiotic dressing လေးပေးတယ်တခြားအဖွဲ့ကိုကြတော့ချုပ်ပေးလိုက်တယ် suture နဲ့နော်အဲ့တော့ဘယ်အဖွဲ့ကပို့ပြီးတော့အနာကျက်မြန်မလဲဆိုတာသူတို့ကြည့်တယ်ပေါ့နော်ရှေ့ပိုင်းမှာရှာတွေ့ထားသလောက်ကဘလို့အကွဲပြဲဖြစ်နေချုပ်ပေးလိုက်အဲ့ဆိုရင်အနာမြန်ကျက်မယ်ဆိုပြီးတော့ပဲသိထားကြတာလက်ခံထားကြတာဖြစ်တယ်အဲ့တော့ဒီ Chen et al. Chen နဲ့သူ့ရဲ့ investigator အဖွဲ့ကကြတော့ဟုတ်ပြီ2 cm ထက်နည်းတဲ့ဟာတွေဆိုလို့ရှိရင်ရောအမြဲတမ်းချုပ်ရမှာလားဆိုတော့သိချင်တာဖြစ်တဲ့အတွက်ချုပ်တဲ့အဖွဲ့မချုပ်တဲ့အဖွဲ့ဆိုပြီးတော့ခွဲပြီးတော့ခါကြတော့study လုပ်ကြတယ်မချုပ်တဲ့အဖွဲ့ကဒီတိုင်းထားတော့မဟုတ်ဘူးပေါ့နော်ဒီတိုင်းထားတယ်ဆိုလို့ရှိရင်မချုပ်ဘဲဒီတိုင်းထားတယ်ဆိုတော့ဒါအသစ်နဲ့ညီတော့မှာအနာပိုးဝင်ပြီးတော့participant တွေအတွက်စိုးကျိုးတွေရစေနိုင်တယ်အသစ်နဲ့ညီတယ်အဲ့လို study မျိုးကလုပ်လို့မရဘူးအဲ့တော့မချုပ်တဲ့အဖွဲ့က dressing လုပ်ပေးတယ်နော် dressing လုပ်ပေးတယ် tap water နဲ့ဆေးရ dressing လုပ်ပေးတယ်ကျန်တဲ့အဖွဲ့ကချုပ်တယ်အဲ့တော့ဘယ်ကပို့ပြီးတော့ရလက်ကောင်းလဲဆိုတော့ပြီးတော့ကြည့်တော့ခါကျချုပ်တဲ့အဖွဲ့က more painful ပို့ပြီးတော့နာတယ်တဲ့ပြီးတော့ emergency room ထဲမှာလည်း treatment ယူတာပို့ပြီးတော့ time consuming ဖြစ်တယ်ပေါ့နော်အဲ့တော့ချုပ်လိုက်လို့ပို့ပြီးကောင်းတယ်မကောင်းဘူးဆိုတာတဲ့ complication ပိုများတယ်ပေါ့ချုပ်တဲ့အဖွဲ့ကအဲ့တော့ blinded assessment blinded လုပ်တယ်ဆိုတာကဒါသူတေသနာပြုသူကိုအတိမပေးထားဘူးအဲ့တော့သူတေသနာပြုသူကဘယ်အဖွဲ့ကချုပ်တဲ့အဖွဲ့ဘယ်အဖွဲ့ကdressing မဲ့လုပ်တဲ့အဖွဲ့ဆိုတာကိုသိနေတယ်ဆိုလို့ရှိရင်ဒါချုပ်တဲ့အဖွဲ့ကိုအမှတ်ပို့ပေးရင်လည်းပေးမိလိမ့်မယ် dressing အဖွဲ့ကိုအမှတ်ပို့ပေးမိရင်လည်းပေးမိလိမ့်မယ်ပေါ့နော်အဲ့လိုမဖြစ်အောင် blinded လုပ်ထားတယ် blinded assessment ကဘာပြောလဲဆိုတော့ချုပ်တာနဲ့မချုပ်တာနဲ့ကတဲ့ similar time to healing အနာကျက်တာကအချိန်အတူတူပဲနောက်ပြီးတော့ cosmetic result ကလည်းအတူတူပဲတော့မချုပ်လို့ဆိုပြီးတော့ကွဲပြဲကြီးအမရောအကြီးကျန်နေတာမျိုးမဟုတ်ဘူးသူကသူအနာကျက်သွားတယ်ဆိုတာကိုပြောတာပေါ့နော်အဲ့တော့အဲ့ဒီအချက်ဟာဆိုလို့ရှိရင် now become a standard approach used in clinical practice အဲ့တော့ clinical practice မှာဆိုလို့ရှိရင်အခုလက်ရှိချိန်မှာဆိုရင်အသုံးများလာပြီဖြစ်ပါတယ်တဲ့အဲ့တော့အရင်တော့လက်ခံထားသလိုမျိုးအကွဲပြဲမှန်သမျှချုပ်ရမယ်ဟာနည်းနည်းလေးကွဲနေရင်2 cm လောက်ကွဲနေတစ်ချက်လောက်တော့ချုပ်လိုက်ရင်အဲ့ဒါဆိုအမာရောမကြံအောင်အနာမဖြစ်အောင်ပေါ့နော်အဲ့လိုမျိုးငကူကသတ်မှတ်ထားပေမဲ့လည်းအခုက2 cm သူကကန့်သက်ချက်တော့ရှိတယ်နော်2 cm ပဲလုံးဝအကြီး2 cm ထက်ကြီးတဲ့ဟာဆိုလို့ရှင်တော့သူကအမမခံဘူးအဲ့ဒီဟာအတွက်တော့မဆိုင်ဘူးသူရဲ့ဒီ criteria တစ်ခုကအနာ laceration က less than 2 cm ပဲ2 cm မှာဆိုလို့ရှိရင်မချုပ်နဲ့အဲ့ဒါဆိုရင် healing လည်းအတူတူပဲနောက်ပြီးတော့ cosmetic result ကလည်းအတူတူပဲအမာရောမကြံဘူးပေါ့နော်ဒါခံရတဲ့သူအတွက်လည်းပို့ပြီးတော့ကောင်းတယ်အနာလည်းကျက်တယ်ပေါ့နော်အဲ့တော့ချုပ်ဆိုလို့သူများပြောတိုင်းချုပ်ဆိုတာနဲ့ဆရာမချုပ်ခိုင်းတာနဲ့ပဲချုပ်လိုက်တယ်ဆိုလို့ရှိရင်ကနာတာပဲပိုမယ်နောက်တစ်ခုအမာရုပ်ပါညာမကြံတာကြတော့လည်းအတူတူပဲဖြစ်နေမယ်ဆိုလို့ရှိရင်နာတာကဘလို့ပဲဖြစ်ဖြစ်လူနာအတွက်မကောင်းနိုင်ဘူးလေနော်နာကျင်တဲ့ဝေဒနာကိုခံစားရတာဒါအဲ့ဒီလိုမျိုး skeptical attitude ရှိရမယ်ဆိုတော့ပြောထားတာဖြစ်ပါတယ်ဒီလို skeptical attitude တွေကနေပြီးတော့လဲကျမတို့ research question တွေထွက်ပေါ်လာနိုင်မယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့တခြားnew technologies တွေစောစောကရှင်းပြတဲ့ဟာကတော့ဒါအရင်ကလက်ခံထားတဲ့ဟာကိုဟုတ်လားမဟုတ်လားပြန်လည်ဆန်းစစ်တဲ့သဘောပေါ့နော်အခုဒီတစ်ပိုင်းကကြတော့ new technologies နဲ့ဆိုင်တာပေါ့နော်နည်းပညာအသစ်တွေအများအားနည်းပညာအသစ်တွေကလည်းပေါ်ထွက်နေတယ်နည်းပညာအသစ်တွေပေါ်ထွက်တာနဲ့အများအချက်လက်အသစ်တွေ new insights တွေ question တွေကလည်းပေါ်ထွက်လာနေတာဖြစ်တယ်အဲ့ရနေပြီးတော့မှ new paradigms ပေါ့နော်ကျမတို့ဒီကမ္ဘာလောကကြီးလုံးဝတနေရာထဲမှာရပ်နေတာမရှိဘူးအသစ်တွေထွက်ပေါ်လာနေတာဖြစ်တယ်အဲ့တော့ဒီမှာဆိုရင် example အနေနဲ့ဆိုလို့ရှိရင် imaging and molecular and genetic technologies ဒါ imaging ပုံရိပ်ဖမ်းတဲ့ဟာတွေmolecular level ထိ cell တွေရဲ့ molecule level ထိလေ့လာတဲ့ဟာတွေ genetic code တွေထိလေ့လာတဲ့ဟာတွေပေါ့နော်အဲ့ဒီအပိုင်းမှာဆိုလို့ရှိရင် new technologies တွေအများကြီးထွက်ပေါ်လာနေတယ်เนาะဒီနေ့ခေတ်မှာဆိုလို့ရှိရင်ဒါ HIV/AIDS ဆိုတဲ့ gene ကိုgenetic code ကိုပြန်ရေးပြီးတော့ HIV/AIDS ရှိတဲ့မိခင်ဖခင်တွေစီကနေပြီးတော့မှကလေးစီကိုမကူအောင်မွေးလာမဲ့ကလေးစီကိုမကူအောင် genetic code ကိုပြုပြင်တာမျိုးတွေနောက်တစ်ခုကလူတွေရဲ့အသက်ကိုကြီးသွားစေနိုင်တဲ့အိုမင်းရင်ရော်စေတဲ့ gene တွေကိုပြုပြင်တာမျိုးတွေပေါ့နော်အမျိုးမျိုးသောtechnologies တွေပေါ်ထွက်လာနေတာနဲ့အများ
အဲ့ဒီ technologies တွေရဲ့ရလဒ်အနေနဲ့ new treatment တွေလည်းပေါ်ထွက်လာနေတယ်ပေါ့နော်အဲ့တော့အဲ့ဒီ new treatment တွေကရောအမှန်တကယ်ကောင်းစေနိုင်ရဲ့လားဆိုတာပေါ့နော်ပြန်ပြီးတော့ဆန်းစစ်နေရမှာဖြစ်တယ် new concept တွေ technologies တွေပြီးတော့အဲ့ဒါတွေကဒီနေရာတစ်ခုမှာကောင်းမိမယ်လို့အခြားနေရာတစ်ခုမှာကောင်းရဲ့လားဆိုတာက good research question ပဲဖြစ်ပါတယ်တဲ့အဲ့တော့ဟိုတလောကပဲsocial media မှာတက်လာတာဆိုလို့ရှိရင်ကြောက်ကအစားထိုးတဲ့ case ပေါ့နော်ကြောက်ကအစားထိုးတဲ့ case ကြောက်ကအစားထိုးတယ်ကြောက်ကတွေပြည့်စည်လို့ကြောက်ကအစားထိုးတယ်ဆိုတာကတော့ဒါပညာရေးပိုင်းဆိုင်ရာမှာဖွံ့ဖြိုးတိုးတက်လာမှုပေါ့နော်ဒါပေမဲ့ဖြစ်တော့ဖြစ်ခဲ့ပါဖြစ်တယ်လဲဆိုတော့ကြောက်ကကိုထူတန်းလိုက်တဲ့သူကမကြသေးခင်ကပဲသူကတော့ကိုမှဝင်ပြီးတော့ဆုံးသွားပြီးသားပေါ့နော်accident ဖြစ်တာနဲ့တူလဲဒါပေမဲ့သူကမကြသေးခင်ကပဲအဲ့ဒီအကောင်တစ်ကောင်အကုတ်ခံလိုက်ရတယ်ကြောင်လို့ခွေးလို့မဟုတ်ဘူးအဲ့လိုနိုင်ငံခြားမှာရှိတဲ့ထူးထူးဆန်းဆန်းအကောင်တစ်ကောင်မှအဲ့လိုကုတ်တာကနေပြီးတော့မှအဲ့ဒီ rabies ပိုးကအဲ့ကြောက်ကလူရဲ့သူရဲ့စီမှာ rabies ပိုးကဝင်သွားပြီးတော့အဲ့ဒီကြောက်ကကိုလက်ခံရရှိတဲ့သူကအဲ့ဒီ rabies လက္ခဏာတွေနဲ့ပဲဆုံးပါသွားတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ဒါဆိုရင်ဒါဒီ transplant လုပ်တဲ့ဟာတွေကသူတို့တွေကတော့စစ်ပေါက်တော့ဒီ transplant မလုပ်ခင်မှာဒီကြောက်ကဟာယောဂဘောင်းဆောင်ကနေပြီးတော့ကင်းရှင်းရဲ့လားဆိုတာကိုတော့စမ်းစစ်တာတော့ရှိခဲ့ကြမှာပဲပေါ့နော်ဒါပေမဲ့လည်းအကြောင်းမျိုးကြောင့်ကျမဝန်တန်းတွေလွတ်ထွက်သွားတဲ့ပညာရှင်တွေလွတ်ထွက်သွားတဲ့ point ကနေပြီးတော့မှဒါကြောက်ကကိုလက်ခံတဲ့သူစီကိုသွားပြီးတော့ဒုက္ခပေးတဲ့အနေအထားပေါ့နော်အဲ့တော့ကြောက်ကလက်ခံတဲ့သူမှာအဲ့လိုအနေအထားမျိုးဖြစ်တော့အဲ့ဒီပိုးကူးစက်ခံရပြီးတော့ကြောက်ကလှူခဲ့တဲ့သူကတခြားဟာတွေလည်းလှူခဲ့မျက်ကြည်လွှာလှူခဲ့တာလည်းရှိတယ်အဲ့တော့အဲ့ဒီမျက်ကြည်လွှာလှူခဲ့တဲ့သူတွေစီကနေပြီးတော့လည်းမျက်ကြည်လွှာတွေပြန်ပြီးတော့ထုတ်ရတာမျိုးပေါ့နော်ဒါတွေရှိရဲအဲ့တော့အဲ့ဒါဆိုလို့ရှိရင်ကျမတို့တွေအနေနဲ့ transplant လုပ်တဲ့အခါမှာtransplant လုပ်တဲ့ဒိုနာရဲ့ organ တွေကိုဘယ်လိုမျိုးစစ်ဆေးမှသာလျှင်ဒါဟာကူးစက်နိုင်တဲ့ယောဂတွေကနေပြီးတော့ကင်းဝေးမလဲဒါမျိုးသိကျင်စိတ်တွေပို့ပြီးတော့ပြင်းပြလာစေနိုင်တဲ့အနေအထားရှိတာပေါ့နော်ဒါက new technology တွေပေါ်လာရဲဆိုရင်လည်းပြဿနာပေါင်းစုံကိုဖြေရှင်းပြီးသွားတာတော့မဟုတ်ဘူးအဲ့ဒီ new technologies တွေကနေပြီးတော့မှနောက်ဆက်တွဲထွက်ပေါ်လာတဲ့ဟာတွေဘာတွေအားနည်းချက်ရှိမလဲဘာတွေချုံချက်ရှိမလဲဆိုတာကိုအမြဲတမ်း curiosity ရှိနေနိုင်တာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် तू က example ပေးထားတာ low bone density နည်းတာပေါ့နော် bone density နည်းတာက fracture ကိုဖြစ်စေတဲ့ risk factor တဲ့အဲ့တော့ဒါကတော့အားလုံးပဲသိထားပြီးသားအဲ့တော့အယိုးရဲ့တိတ်သေးစာနည်းမယ်ဆိုလို့ရှိရင်အယိုးကျိုးလွယ်မှာပဲပေါ့နော်အဲ့တော့ဒါကို low bone density က higher rates of cognitive decline အဲ့တော့ investigator တွေကစုံစမ်းလိုက်တဲ့အခါမှာသုတေသနလုပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင် fracture နည်းုံနဲ့ fracture တွေဖြစ်ုံနဲ့မကောက် low bone density က cognitive decline ကိုလည်းဖြစ်စေတယ်ပေါ့နော်အဲ့တော့ cognitive decline ဖြစ်စေတယ်ဆိုတော့အခါကျတော့ research for factors stimulating research for factors အဲ့တော့တခြားသောအချက်လက်တွေ such as low endogenous levels of estrogen အဲ့တော့ estrogen level နည်းတယ်ဆိုလို့ရှိရင်ရော loss of both bone and memory အဲ့တော့အမျိုးသမီးတွေမှာပဲ bone density နည်းတယ် fracture တွေဖြစ်တယ်ဆိုတာကအဖြစ်များတာဆိုတော့အမျိုးသမီးဖြစ်နေလို့ကိုပဲဒီ bone density နည်းတာလား memory ကျတာလားပေါ့နော်အဲ့တော့ bone density နည်းတာရော memory ကျတာရောက estrogen level နည်းတာနဲ့များဆက်မလားအဲ့တော့အဲ့ဒါဆိုလို့ရှိရင်ကျမတို့ဆိုလို့ရှိရင်အသက်ကိုပါထပ်ပြီးထည့်သွင်းစဉ်းစားမလားပေါ့နော် estrogen level ကဘယ်ချိန်မှာနည်းသွားသလဲရေဘူးရအဖြစ်တော့အသက်ကြီးတဲ့သူတွေမှာနည်းသွားပြီဆိုလို့ရှိရင်အသက်ကြီးလို့ကိုပဲဒီ estrogen level ကျမယ်အဲ့ဒီကနေပြီးတော့မှ bone density ကျမယ်တစ်ဆက်တည်းမှာပဲmemory loss cognitive decline ဖြစ်ပြီးတော့ memory loss ဖြစ်နိုင်ခြေရှိတာမျိုးလားဆိုပြီးတော့အဲ့လိုဆက်ဆက်ပြီးတော့စဉ်းစားသွားလို့ရတယ်အဲ့တော့ဒါတွေကဆက်စမတို့ဒီ research question တွေထွက်ပေါ်လာဖို့ရအတွက်သုတေသနတွေလုပ်ဖို့ရအတွက်ဆိုလို့ရှိရင် idea တွေထွက်ပေါ်လာဖို့ရအတွက်ဖြစ်ပါတယ်အဲ့တော့ new technologies တွေ methods တွေကိုကျွန်တော်တို့မျက်ခြေပြတ်လို့မရဘူး conference တွေတက်နိုင်ငံတကာစာတွေဖတ်အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ research question တွေထွက်ပေါ်လာအောင်လုပ်လို့ရပါတယ်။နောက်တဖြည်းဖြည်းနဲ့ဆရာမတို့ရဲ့စိတ်ဝင်စားမှုကအကြောင်းအရာတစ်ခုပေါ်မှာမူတည်ပြီးတော့ကျေပြန့်လာပြီဆိုလို့ရှိရင်တော့ဆရာမတို့ရဲ့နေ့တူပါလောက်ကင်ဆောင်ရနေတဲ့ဟာတွေကသူတေသနလုပ်ဖို့ရအတွက်
လုံလောက်တဲ့အနေအထားတွေကိုပဲဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။ဒါကအစပိုင်းမို့လို့ဒါအကြောင်းသားတယောက်အနေနဲ့တော်၎င်း new investigator အနေနဲ့တော်၎င်းဟောဒီကိုသတိမထားမိတဲ့ point တွေကိုသတိထားမိအောင်လို့ဒါတခုတည်းကပြောနေတာပေါ့နော်literature တွေရှာဖတ် conference တွေတက်ဆိုပြီးတော့အမှန်တကယ် master level လောက်ပြီးသွားပြီဆိုလို့ရှိရင်ဆက်စမ်းမတို့ကိုယ်တိုင်သိသွားမယ်master level မှာဘွဲရဖို့ရအတွက်သူတေသနာကျမ်းတစ်စောင်ကိုကိုယ်တိုင်ဖြစ်ဖြစ်များများလုပ်ခဲ့ပြီးသွားပြီဆိုလို့ရှိရင်ဘလို့အနေထားတော့သူတေသနာလုပ်တဲ့နဲ့ဘာတွေကတော့သိတဲ့နဲ့ဆိုတာမျိုးကိုဆရာမတို့အားစိုက်ထုတ်စရာမလိုဘဲနဲ့ကိုယ့်ရဲ့နေတူတူကလုပ်ငန်းဆောင်တာတစ်ခုအနေနဲ့ကိုပဲကိုယ့်ရဲ့ professional အစိပ်အပိုင်းတစ်ခုအနေနဲ့ပါဝင်လာမှာဖြစ်ပါတယ်။ Okay အဲ့ဒါဆိုရင်ဒါက keeping the imagination roaming ကနောက် session တစ်ခုမှာဆက်ပြီးတော့ပြောပါမယ်ရှင်။